မင်္ဂလာပါရောက်စီတန်းဖျက်ရှင်ကောင်းကြည့်ပေးပါစေထာဝရဘုရားဒီတနာတော်မူ၍ဂယုဏတော်ဒီမကုံသောကြောင့်ငါတို့ဒီရှုံချင်းတို့မရောက်ပဲနေကြနာနဲ့တိုင်းဂယုဏတော်အသစ်ကိုခံစားရတဲ့တစ္ဆာတော်ဒီချီးမြတ်တယ်လို့နှုတ်ကပတော်ရှိတဲ့အတိုင်းဒီနေ့မနေ့ကြမ်းကြမ်းမာမာနဲ့နူးထနေတာဘုရားရဲ့ဂယုဏတော်ကြောင့်ဖြစ်တယ်ဘုရားရဲ့တစ္ဆာတော်ကြောင့်ဖြစ်တယ်မိတ်ဆွေတင်းနဲ့ကျွန်တော်အသက်ရှင်နိုင်တာကဘုရားယေရှုဂယုဏမြတ်တာတော်ကြောင့်ဖြစ်တယ်ကျွန်တော်တို့ရဲ့အစွမ်းကြောင့်မဟုတ်ဘူးကျွန်တော်ရဲ့တကူကြောင့်မဟုတ်ကျွန်တော်ရဲ့တီလာကြောင့်မဟုတ်ဘူးကောင်းအလွန်ကောင်းတဲ့စေဝါတွေကြောင့်မဟုတ်ဘူးကောင်းကင်နေမြေကြီးကိုဖန်ဆင်း၍မိတ်ဆွေနဲ့ကျွန်တော်ဖန်ဆင်း၍ကျွန်တော်ကိုချစ်တဲ့ဖခင်ယေရှုကြောင့်ဖြစ်တယ်ဘုရားသခင်အဖြစ်ဖြစ်တယ်အခုရောက်တဲ့နေရာကကျွန်တော်တို့မဆိုင်တာရဲ့မောင်ညီကိုမောင်ဒီရဲ့အိမ်ဖြစ်တယ်ကျွန်တော်တို့ဟိုဘက်ကိုကြည့်တိမ်ပြင်းလဲတတော်လှတဲ့နေရာဖြစ်တယ်ဒီအိမ်ဟာအရန်ကောင်းတဲ့နေရာဖြစ်တယ် view လဲကောင်းတယ်ဘုရားသခင်ကောင်းကြီးပေးထားတဲ့နေရာဖြစ်တယ်ဘုရားသခင်မျက်နှာသာပေးလို့ယေရှုခရစ်တော်အဖြစ်အင်မတန်မှကောင်းတဲ့အိမ်ဖြစ်တယ်အဲ့တော့ဒီမိသားစုကဘုရားကိုချစ်တယ်ဘုရားရွေးကောက်တဲ့မိသားစုဖြစ်တယ်ဘုရားသခင်ကသားတို့ယေရှုအဖြစ်သူတို့ကိုရွေးကောက်တယ်သူတို့ကိုကောင်းကြီးပေးတယ်သူတို့စကားပြောတယ်အဲ့တော့ဘုရားကသူတို့ဘာပြောလဲဆိုတော့တရားဝင်ကျမ်း15:30မှာအကယ်စင်စစ်သူ့အားပေးရမယ်ပေးတော့အခါနှမျောသောစိတ်မရှိရကျောင်းမကထိုဒါနကြောင့်တေးဖျားခင်ထောင်ရဖျားတွေတင်ပြုလေရာလှုပ်ဆောင်လေရာနဲ့ကောင်းကြည့်ပေးမယ်လို့ဖျားစကားသူတို့ပြောထားတယ်ဖျားစကားရထားတယ်ဖျားစကားရရင်တကယ်ကောင်းကြည့်ဖြစ်တယ်ဖျားစကားပြောတယ်ဖျားဖြစ်တယ်အဲ့တော့သူတို့ကပေးကမ်းတော်သူဖြစ်တယ်စေတနာစိတ်နဲ့ပေးကမ်းတော်မိသားစုတွေဖြစ်တယ်စေတနာစိတ်အဖြစ်နဲ့ပေးကမ်းတဲ့မိသားစုဖြစ်တယ်ရောက်လာတဲ့အခါအောက်အုပ်ပဲအေဝုပြုတယ်ကြိုဆိုတယ်အောက်အုပ်ပဲတောင်းဝယူတယ်အခန့်နဲ့ကျိုးမွေးတယ်ကားစီတွေထည့်ပေးတယ်အိပ်ဖို့အခန်းတွေလုတ်ပေးတယ်အေလိရှေကိုပြုစုတယ်လို့ပြုစုတဲ့သူဖြစ်မိသားစုဖြစ်တယ်အဲ့တော့ဖခင်သူတို့နှလုံးသားထဲမှာဖခင်နဲ့ပတ်သက်ပေးရမှစေတနာစိတ်အပြည့်ရှိတာမပေးရရင်မနေတတ်တဲ့အသက်တာမပေးရရင်မနေတတ်တဲ့အသက်တာမကျွေးရရင်မနေတတ်တဲ့နှလုံးသားဖခင်ထည့်ပေးထားတာစေတနာစိတ်အဲ့ဒီစေတနာစိတ်နဲ့သူတို့လုပ်တဲ့အခါဖခင်ကောင်းကြည့်ပေးတယ်ဖခင်ကောင်းကြည့်ပေးတယ်ဖခင်ချီးမြှောက်လာတာဖြစ်တယ်အဲ့တော့မိတ်ဆွေတို့ဖျားစကားကိုလက်တွေ့လုပ်တဲ့လူဟာတကယ်ကောင်းကြည့်ဖြစ်တယ်။ချီညိုသောစိတ်နဲ့ဖျားစကားကိုခံယူပြီးတော့အဲ့ဒီဖျားစကားကိုလက်တွေ့လုပ်တဲ့လူဟာတကယ်ကောင်းကြည့်ဖြစ်တယ်။တကယ်ကောင်းကြည့်ဖြစ်တယ်။လုကာ7:28မှာနှုတ်ကပတရားတော်ကိုနာ၍တဲ့နားထောင်၍ချီးလျှောက်တော်သူတွေများစွာသောမင်္ဂလာရှိတယ်။ဟာလေလုယာ။ဖျားစကားကိုကြားပြီးဖျားစကားကိုနားထောင်ဖို့ကြားတဲ့ဖျားစကားကိုအာမင်ဒီနှုတ်ကပတော့ငါအတွေ့ဖြစ်တယ်ဆိုပြီးတော့လက်တွေ့လှုပ်တဲ့လူလက်တွေ့ချင်းတဲ့လူဟာတကယ်ကောင်းကြည့်ဖြစ်တယ်မိတ်ဆွေတို့ဖျားစကားကိုကြားပြီဆိုရင်လက်တွေ့လှုပ်ဖို့လိုတယ်တကယ်ကျွန်တော်အတွေ့ဖြစ်တယ်ဆိုတော့ခံယူတတ်ဖို့လိုတယ်မဿဲ9:24-29မှာအချင်းသူတွေငါဟောပြောတော်ဤစကားကိုကြား၍နားထောင်၏ထို့သူတွေကြောက်ပေါ်မှအိမ်ဆောက်တော်ပညာရှိတဲ့သူကြောင့်ကိုငါပုံပြမယ်ကြောက်ပေါ်မှာ foundation ချထားတော့မုံတိုင်းလာလဲမလဲဘူးမိုးရွာလဲမလဲဘူးရေရှိလဲမလဲဘူးဘာလို့အုတ်ဘီကကြောက်ပြက်နေတယ်မိတ်ဆွေနှုတ်ကပတော်ပေါ်မှာဘဝကိုတီဆောက်တဲ့လူဖျားစကားပေါ်မှာဘဝကိုတီဆောက်တဲ့လူဟာခိုင်ခန့်တဲ့ကြောက်ပေါ်မှာအိမ်ဆောက်တဲ့လူနဲ့တူတယ်ဒီအင်းကတကယ် foundation ခိုင်ချထားတာတော် foundation ခိုင်တယ်ဒါကြောင့်မုံတိုင်းလာလဲမလဲဘူးမိုးရွာလဲမလဲဘူးရေရှိလဲမှာမဟုတ်ဘာလို့အုတ်ဘီကခိုင်တယ်မိတ်ဆွေတင်းနဲ့ကျွန်တော်ရဲ့အုတ်ဘီကနှုတ်ကပတော်ဖြစ်ရမယ်အယူအဆတွေထုံးသားစင်လာတွေဟိုတုန်းကဘိုးဘွားဘယ်ပင်တဲ့အယူအဆတွေထက်ဖျားစကားပေါ်မှာအသက်တော် foundation ချဖို့လို့လေဒါဆို6ပေါ်မှာအိမ်ဆောက်တော်ပညာရှိတဲ့သူပညာမဲ့ဟာဘာတူလဲတဲပေါ်မှာအိမ်ဆောက်တော်သူဖြစ်တယ်တဲပေါ်မှာအိမ်ဆောက်တော်သူအဲ့တော့ဖျားစကားမဟုတ်တဲ့နေရာအလိုကတဲပဲအချင်းမရွေးလဲနိုင်တယ်အန္တရာယ်ရှိတယ်အဲ့တော့ဒီနေ့မိတ်ဆွေတို့ဖျားနှုတ်ကပတော်ဖျားပြောတဲ့စကားကိုတကယ်လက်တွေ့လုပ်ရင်ကောင်းကြီးဖြစ်တယ်ကောင်းကြီးဖြစ်တယ်ဟေဘဲဩဝါဒစာခန်းကျင်း2အပိုင်ငယ်1မှာနှုတ်ကပတရားတော်ကိုထာဝရဘုရားနှုတ်ကပတရားတော်ကိုမှတ်မိဆွဲလန်းခြင်းရှိကြလို့တေချာမှတ်ထားရမယ်ဆွဲလန်းရမယ်လက်တွေ့လို့ကောင်းကြီးဖြစ်တယ်ဒီမိသားစုကတက်တယ်ပြနေတယ်တက်တယ်ပြနေမိတ်ဆွေတို့တင်းနဲ့ကျွန်တော်တိုးတက်ခြင်းမတိုးတက်ခြင်းဝိညာဉ်ရတိုးတက်ခြင်းမတိုးတက်ခြင်းကြီးထွားခြင်းမကြီးထွားခြင်းကောင်းကြီးခံခြင်းမခံခြင်းဆိုတာဖျားစကားကိုတင်ဘလောက်ကြီးညိုပြီးတော့ခံယူပြီးတော့လက်တွေ့လုပ်တယ်လေဆိုတဲ့အပေါ်မှာပဲအများကြီးအလုပ်လုပ်တာဖြစ်ဖယားမျက်နှာမလိုက်ဘူးနော်ဖယားမျက်နှာမလိုက်ဘူးတာရှင်တော်ဝိညာဉ်တော်ပေးထားတယ်နှုတ်ကပတော်ပေးထားတယ်အဲ့ဒီအတိုင်းသွားတဲ့လူကတကယ်ခီးရောက်မှာပဲ
မိတ်ဆွေဖယားစကားအတိုင်းခီးသွားပါဖယားစကားအသင်ကိုလမ်းပြမယ်ဆာလာ139:105မှာနှုတ်ကမတော်ဒီအကျွန်ုပ်ခြေရှိမှမိခွဲဖြစ်၍အကျွန်ုပ်လမ်းခီးကိုလေးဆယ်တယ်နှုတ်ကမတော်အတိုင်းပဲသွားပါကောင်းကြီးဖြစ်တယ်ဆိုနှုတ်ကမတော်အဖြစ်ဝင်ငှတယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေအာမင်